ဥပုသ်သီလယူမဲ့ပုဂ္ဂိုလ်ပါအဲ့တော့ဝိကာလဘောဇနာသီလကိုအရှိက၅ပါးသီလအကြောင်းတော့သိမပြောတော့ဘူးလေနော်အဲ့ဒီနောက်သီလကိုပဲပြောမယ်ဝိကာလဘောဇနာအနေနဲ့ဥစဉ်ဥပုသ်တယ်တွေတတိထားမှာကအဖက်ပါတဲ့အဖျော်ရည်တောက်လို့မရဘူးဥပုသ်တယ်တွေနော်အဖက်ပါတဲ့အဖျော်ရည်ကိုတောက်ရင်ဒါဝိကာလဘောဇနာသီလပြတ်တယ်ပေါ့နော်အဲ့တော့ဘုန်းကြီးတွေကိုအဖျော်ရည်ကတ်တယ်လို့ပဲစစ်ပြီးတော့ကဲ့အောင်တောက်အောင်မှာပေါ့နော်အဖက်မပါအောင်အသေးချာစစ်ပြီးမှဥပုသ်တယ်တွေတောက်အောင်မှာအဖက်ပါရင်တော့ဥပုသ်သီလပြတ်မှာပဲနောက်တစ်ခါတချို့အရေးဆိုရင်ပြီးရောဆိုပြီးတော့နော်ဘာတွေတောက်ကြတယ်လဲပဲနိုးရည်တို့ဘာလို့တောက်တယ်မတောက်ရဘူးပေါ့နော်ပဲနိုးရည်ဘာလို့ကဒါကအဖျော်ရည်ထဲမှာမပါဘူးအစာအာဟာရထဲမှာပါတယ်အဲ့တော့နွားနို့ပဲနို့အဲ့ဒီဟာတွေကအရေးဆိုပြီးမှလည်းပဲအစာအာဟာရထဲမှာပါတဲ့အတွက်ကြောင့်ဥပုသ်တယ်တွေအနေနဲ့ညနေပဲနွားနို့ပဲနို့တောက်ရင်ဥပုသ်သီလပြတ်တယ်ဝိကာလဘောဇနာပြတ်တယ်နောက်ရှိသေးတဲ့ဥပုသ်တယ်တွေဝိကာလဘောဇနာပြတ်တာပါလဲဆိုတော့ဂျင်းတုပ်စားတဲ့ပြဿနာပဲနော်အဲ့တော့ယနေ့ခေတ်ပြောတဲ့ဂျင်းတုပ်ကသူကဆေးမှမဟုတ်တာနော်သူကနှမ်းတွေလည်းပါတယ်ကြက်သွန်လည်းပါတယ်ပဲချမ်းတွေလည်းပါတော့အဲ့ဒါကတရေစာဖြစ်သွားတယ်ဆေးမဟုတ်ဘူးညဥပုသ်တယ်တွေအနေနဲ့ဝိကာလဘောဇနာသီလကိုထိန်းတဲ့အခါမှာညနေပဲခရမ်းချင်သီးတုပ်မြင်းခွာရဲတုပ်နော်ဂျင်းတုပ်လက်ဖက်တုပ်ဘာတုပ်မှမစားရအောင်နော်အတုပ်မှတည်းများအကုန်သားချောင်းနော်မစားရဘူးအဲ့တော့အဖျော်ရည်ဆိုရင်အဖက်ပါတဲ့အဖျော်ရည်ကိုချောင်းအောင်မယ်ပဲနို့တွေပါတယ်နွားနို့တွေအကုန်ချောင်းအောင်မယ်နောက်ခုနကပြောတယ်နော်အတုပ်တွေအကုန်ချောင်းအောင်ပါပဲဥပုသ်တယ်နောက်ရင်းနှီးချမ်းပြဿနာဒါကတော့နည်းနည်းလေးဝါဒကွဲတော့ရှိတယ်နော်အလေးဖက်လိုက်တဲ့ဆရာတော်ကြီးတွေကတော့ဥပုသ်တယ်တွေကိုရင်းနှီးချမ်းလက်ဖက်ချောက်ခတ်ထားတဲ့ရင်းနှီးချမ်းညနေဖက်မတော့အောင်ပြောတယ်ဟိုဘာပြောလဲဆိုတော့ဦးဇင်းတို့မြန်မာနိုင်ငံမှာကဒီလက်ဖက်ကိုတုတ်စားကြတယ်လေဒီလက်ဖက်အရွက်တည်တာဟင်းလျာတစ်မျိုးဖြစ်နေတယ်အဲ့တော့ဝီနီတော်မှာကဟင်းလျာဖြစ်တဲ့အရွက်တွေကိုသူကကြိတ်ပြီးတောက်မယ်ဆိုရင်တော့ရတယ်ရေအေးနဲ့ပေါ့နော်ရေအေးနဲ့ကြိတ်တောက်ရင်ရတယ်မုံလာဦးနီတို့ဘာတို့ကိုကြိတ်တောက်ရတယ်ဒါပေမဲ့သူ့ကိုရေနွေးတို့နဲ့ပြုတ်လိုက်မယ်ဆိုလို့ချင်းဟင်းရွက်ပြုတ်ရဖြစ်သွားတယ်အဖျော်ရည်မဖြစ်ဘူးနော်အဲကြောင့်လက်ဖက်ရွက်ကိုရေနွေးနဲ့စိန်လိုက်မယ်ဆိုလို့ရှိရင်ဒါဟင်းရွက်ပြုတ်ရဖြစ်သွားတဲ့အတွက်ကြောင့်ညနေဘက်ရဟန်းတော်တွေလည်းမတောက်ကောင်းဘူးဥပုသ်တယ်တွေလည်းမတောက်ကောင်းဘူးဒါဝိကာလဘောဇနာသီလပေါ့နော်ဒါဝါတွင်းကာလရောက်ပြီဆိုတော့ဥပုသ်တယ်တွေသတိပြုစရာနော်ဝိကာလဘောဇနာနဲ့ပတ်သက်ပြီးတော့အကြောင်းဖြစ်နိုင်လို့ရှိရင်ရေနွေးမတောက်ရမနေနိုင်ဘူးဆိုတဲ့ပုံကိုယ်တွေကအဖြူပဲတောက်ပေါ့လက်ဖက်ချောက်ခတ်ထားတဲ့ရေနွေးမတောက်နဲ့အတုံမျိုးစုံပါအတုံမှမစားနဲ့အဖက်ပါတဲ့အဖျော်ရည်မတောက်နဲ့နော်နောက်ခုနကတခုပါသွားတယ်ဗာလဲပဲနို့တို့နွားနို့တို့မတောက်နဲ့ဒါဝိကာလဘောဇနာသီလဒါလို့ဆိုရင်တော့လုံလောက်တယ်ဝိကာလဘောဇနာနော်အဲ့တော့